အခုတော်လိုင်းရေးကလူတွေကတော်လိုင်းရေးကဘာဖြစ်နေလဲဆိုရင်ဘုံရန်တူမေ့နေကြတယ်ဘုံရန်တူမေ့နေကြပြီးမှအချစ်ချင်းနဲ့တိုက်ခိုက်ကြတယ်ဝေဖန်ကြတယ်အပြစ်တင်ကြတယ်ထောက်ဖို့ဆိုလဲအဲ့လိုပဲထောက်ဖို့ဆိုရင်လဲထောက်ဖို့တယောက်နဲ့တယောက်တိုက်ခိုက်ကြတယ်ဟိုဟာမကြကြကိုရိုက်ချကြတယ်အထောက်ဖို့တွေပဲလားဆိုလဲမဟုတ်မြေပြင်မှာလဲပြီးတဲ့အချင်းချင်းနဲ့ဖန်ဆီးကြတယ်တပ်ဖြတ်တာတွေရှိကြတယ်ချင်းချင်းနားမလဲပေးနိုင်ကြအောင်ပိုဆိုးတာစကားနဲ့ပြောလို့ရတဲ့ဟာဆိုစကားနဲ့ဟိုမဖြေရှင်းကြအောင်လက်နဲ့တွေပါကုန်တယ်စစ်တပ်စခန်းတမတေးနဲ့ပြည်ရချစ်စခန်းတိုင်းနာတွေဖြစ်လာကြတယ်ကြာလာတော့လေပြည်သူတွေကအစင်မပြေတော့တော့ပြည်သူတွေဘဝတွေကအစကတည်းကဟိုလုံးပါနေဒီလိုမျိုးဖြစ်လာတဲ့ချက်မှာပြည်သူတွေကယုံကြည်မှုအားနည်းလာမယ်အဲ့လိုမျိုးတွေဖြစ်လာမယ်အားကြောင့်မလို့ဘုံရန်တူမမေ့ကြဖို့တိုက်တွန်းချင်တော့ပြီးအဓိကဇင်းမြေဖြစ်လာတာဒီထောက်ဖို့နိုင်ငံခြားနေပြီးမှဟိုပြောဒီပြောဟိုပြောဒီပြောချစ်ချင်းနဲ့တိုက်ခိုက်ကြအဲ side effect တွေမြေပြင်ထိရောက်လာတယ်မြေပြင်မှာတွေလည်းချစ်ချင်းမတည့်ကြတာတွေလည်းဖြစ်လာတယ်ဘုံရန်တူမေ့ကြတယ်ဘုံရန်တူဟိုခေါင်းထဲမှာမရှိကြတော့သူတို့မှလည်းချစ်ချင်းတိုက်ခိုက်ကြဖို့ပဲခေါင်းထဲမှာရှိတော့တယ်သူတို့စိတ်တွေကဘလို့ဖြစ်ကုန်လဲဆိုလက်နဲ့ရလာတော့ပြည်သူအတွက်ဆိုတော့မေ့သွားတာသူတို့နေရာရဖို့အာဏာရဖို့အဲ့လိုတွေဖြစ်လာကြတော့တော်များဖြစ်လာတယ်နော်အဲ့ဒါတကယ်လှုပ်တဲ့လူတွေကိုအာဏာဖို့ကောင်းတယ်ပေးဆက်ခဲ့တဲ့လူတွေကိုလည်းတကယ်မျက်နှာပြကြည့်တဲ့ဘုံရန်တူပဲအဓိကအာယုံထားစေချင်တယ်ပြီး comment မှာ like ပြောနေတဲ့လူတွေကလည်းဟိုဖက်ရက်တီမယ်ဒီဖက်ရက်တီမယ်အဲ့လိုမလုပ်ဘဲနဲ့အချင်းချင်းတဲ့ကြအောင်နိုးစော်ရမယ့်ကိစ္စအဲ့လိုမလုပ်မြောက်ထိုးပင်းကောတွေပဲ